ဒီကောင်လေးကတော့စိတ်အာရုံနဲ့ပစ္စည်းတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှင်ဘီလေတယောက်ဖြစ်ပြီးဒီဝတ်တုတ်ကြီးကိုတတ်ဖို့စူးစမ်းနေတာပါသူလည်းကောင်းတဲ့ရှိသမျှအားကုန်သုံးပြီးစွမ်းအားတွေထုတ်လိုက်တာပတ်ဝန်းကျင်ကကားတွေပါတစီးပြီးတစီးပောက်ကွဲကုန်တော့တာပဲဒါပေမဲ့ထူးဆန်းတာကအဲ့ဒီဝတ်တုတ်ကြီးကတော့အမွှေးတစ်ပင်တောင်မလွင့်ပဲအကောင်းတိုင်းရှိနေတာပါအကောင်းတိုင်းရှိနေုံတင်မကဘူးပောက်ကွဲတန်တွေရဲ့ရစ်တန်ကသဘောကျစရာကောင်းတယ်ဆိုပြီးတချင်းစီးချက်အတိုင်းလက်ခုပ်တီးပြီးကဘာကေရောဘီလိန်ခများလဲဒေါသတွေထွက်ပြီးမျက်နှာကြီးပြက်နေပေမဲ့ဝတ်တုတ်ကြီးကိုတော့ဘာမှလုပ်လို့မရပါဘူးတကယ်တော့အကြောင်းရင်းကရှိပါတယ်ဒီဝတ်တုတ်ကြီးနဲ့သူ့တငယ်ချင်းဟာမတော်တဆထူးဆန်းတဲ့ရေအိုင်နဲ့ပြုတ်ကျခဲ့ပြီးနောက်မှာဝတ်တုတ်ကြီးကမယုံနိုင်စရာကောင်းတဲ့စူပါအင်အားတွေရရှိခဲ့တယ်လို့သူ့အပေါ်တက်ရောက်လာတဲ့တိုက်ခိုက်မှုမှန်သမျှကိုလည်းခံနိုင်ရရှိသွားလို့ပါတစ်ဖက်မှာလည်းချိုင်လင်းဆိုတဲ့ကောင်မလေးရရှိခဲ့တဲ့စွမ်းအားကတော့ teleport teleport လုပ်နိုင်တဲ့စွမ်းအားဖြစ်ပြီးကဘာပေါ်ကဘယ်နိုင်ငံကိုမဆိုမျက်စိတမိတ်အတွင်းရောက်သွားနိုင်ပါတယ်ဒါပေမဲ့သူတို့အုပ်စုတဲကဝိုင်းရင်ဦးလေးကြီးရဲ့စွမ်းအားကတော့အညံ့ဆုံးလို့ပြောရမယ်သူ့လက်တွေကကော်ဆွမ်းထက်တဲ့စူပါကောတုတ်ထားတယ်လို့မျိုးဖြစ်နေပြီးတတိမိတာနဲ့ပန်းအိုးတွေဘာတွေနဲ့ကက်နေလို့ခွာရခတ်နေတာပါဦးလေးကြီးစီကနေယွန်းကျင်ကမနေ့ကစက်ယုံပြက်ထဲမှာချိုင်လင်ကိုတတ်ဖို့စူးစမ်းခဲ့တယ်ဆိုတာသိလိုက်ရတော့ချိုင်လင်တယောက်ယွန်းကျင်အလုပ်လုပ်တဲ့ရုံးခန်းအထိတန်းသွားပြီးလူတွေအများကြီးရှိမှတင်မနေ့ကစက်ယုံပြက်ထဲမှာရှင်ကျမကိုဘာလုပ်ခဲ့လဲဆိုပြီးအော်ဟစ်မေးမြန်းပါတော့တယ်ဒီလိုမေးလိုက်တော့ယုံကလုတ်ဖို့ကင်ဖက်တွေကယွန်းကျင်ကိုလူယုံမာကြီးလို့ထင်ကုန်ကြတာပေါ့ရွအန်းကျင်ကဘာမှမသိသလိုဟန်ဆောင်ပြီးနံပါတ်စုခေါ်တဲ့ဆက်ကိုတောက်လျှောက်နှိပ်ပြီးသူ့ကိုမောင်းထုတ်ဖို့ကြိုးစားပေမဲ့ဒီကောင်မလေးကပိုဆိုးပါတဲ့နံပါတ်စုဆက်ကူလိတ်ကြီးကိုဆွဲဖြတ်ပြီးသူ့ကိုစွတ်တင်းပြဿနာရှာတော့တာပဲနောက်ဆုံးတော့ယွန်းကျင်လဲသူ့ကိုရှောင်ကျင်တာနဲ့မြို့ပြင်ကအနှံ့ဆိုးထွက်လို့တိုင်ကြားထားတဲ့အမှုကိုရှင်းဖို့တာဝန်ကိုစွတ်အတင်းယူပြီးထွက်လာခဲ့ရတယ်